ဦးဇင်းတို့ရဲ့ဘဝတွေပညာရေးကျမ်းမာရေးစီးပွားရေးနော်လူမှုရေးဘာသာရေးအစစအရာရာစောင့်ရှောက်ရမယ်မြင့်တင်ပေးရမယ်လူရဲ့လက်ထဲမရှိတော့ဘဲနဲ့တခိုးတွေရဲ့လက်ထဲရောက်သွားတယ်ဘုရုလက်ထဲရောက်သွားတယ်တခိုးဆိုတာဦးဇင်းတို့ကိုကြီးစုစောင့်ရှောက်မှာလားနှိမ့်ဆက်မှာလားနှိမ့်ဆက်ပါဗျာအေးနှိမ့်ဆက်မှာဦးဇင်းတို့ကဒါကိုယနေ့တွန်းလှန်တဲ့အနေနဲ့ပြည်တွင်းပြည်ပခံချက်ညီညီအာဓမ္မနိုင်ငံကနေဓမ္မနိုင်ငံဖြစ်ဖို့ဆိုပြီးဦးဇင်းတို့ကြိုးစားနေကြတယ်။ယနေ့ဘောလုံးပွဲရဲ့အဓိကရည်ရွယ်ချက်ကလည်းပါလေအာဓမ္မနိုင်ငံကနေပြီးဓမ္မနိုင်ငံဖြစ်ဖို့ပြောချင်ပါဘာဖြစ်ဖို့လဲ။ဒါဦးဇင်းတို့ကကိုယ်ရည်ရွယ်ချက်ကိုမေးလို့ဖြစ်မလား။မဖြစ်ဘူးနော်။ဦးဇင်းတို့အာဓမ္မနိုင်ငံကနေဓမ္မနိုင်ငံဖြစ်မှဓမ္မနိုင်ငံရေးဆိုတော့တရားဥပဒေစိုးမိုးမှုရှိတဲ့အောက်မှာဦးဇင်းတို့နေရဦးဇင်းတို့လုံခြုံပါလေ။ကဲဦးဇင်းတို့အခုလူငယ်လေးတွေရောဦးဇင်းရောအပါဝင်အခုဦးဇင်းတို့မြန်မာနိုင်ငံကိုယ်နိုင်ငံကြီးပြန်ရမယ်ဆိုဘာဖြစ်နိုင်လဲ။ဘာဖြစ်နိုင်လဲ။စစ်မှုထမ်းပြီးစစ်မှုထမ်းရေးဆိုတာကနော်တကယ်စစ်မှုထမ်းဥပဒေရေးဆိုတာဦးဇင်းတို့ကိုယ်တိုင်ရွေးချယ်ထားတဲ့အစိုးရဖြစ်ရမယ်ဒီဥပဒေကဒီဥပဒေကိုထုတ်မဲ့သူဟဲ့ဆိုရင်ဘယ်လိုဖြစ်ရမှာလဲဦးဇင်းတို့ရွေးချယ်ထားတဲ့အစိုးရဖြစ်ရပြီးရင်စစ်မှုထမ်းဥပဒေဟဲ့ဆိုတာတခြားတိုင်းတစ်ပါးသားတွေနဲ့စစ်ဖြစ်နေမှာဘာလို့ရမှာလဲဟုတ်ရမှာအခုကဝင်ပြီးဘ누구ကိုပြန်တက်ရမှာလဲခုပြည်သူတွေကိုတက်ရမှာဟုတ်တယ်မလားကောင်းလားကိုယ့်ရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ရမယ်စစ်တပ်ကဘာလုပ်နေတာလဲကဘာပေါ်မှာကန်ဆိုးဆုံးတိုင်းပြည်ရပဲတိုင်းပြည်ဘုန်းကြီးတွေကဘယ်လိုချင်းထည့်လဲမြန်မာပြည်မှာလူဖြစ်ရတာဘယ်တော့မှချင်းထည့်ခံရတာကြာပြီအဲ့ဒါမကောင်းအခုဦးဇင်းတို့ကဒီဂျင်းကိုကြော်လွှားဖို့ကြာလဲကြိုးစားနေကြတာဟုတ်တယ်မလားအဲ့ဒါဦးဇင်းတို့ကစစ်မှုထမ်းခြင်းရေးဆိုတာတိုင်းတစ်ပါးနဲ့ဖြစ်မှာအခုတော့မြင်တဲ့အတိုင်းပဲဦးဇင်းတို့ဒါတို့နော်လူငယ်လေးတွေဖမ်းတယ်ပေါ်တာဆွဲတယ်နော်စေတန်းကိုပြည့်တယ်လူသားတိုင်းလုပ်ပြည့်တယ်နေ့စဉ်နဲ့များကြာနေတာအများကြီးပဲတကယ်တော့ကျတော့တိုင်းတစ်ပါးနဲ့စစ်ဖြစ်လို့ကိုယ့်အသက်ပေးရတာအကောင်းလေးတယ်လေဟုတ်တယ်မလားအခုတွေ့ကြည့်တယ်ကိုယ်နိုင်ငံကြီးတိုင်းပြည်ကြီးကိုမီးရှို့ဖို့ဖျက်ဆီးဖို့အတွက်ကိုယ့်ရဲ့ဓမ္မနိုင်ငံဖြစ်အောင်တိုက်ပွဲဝင်နေကြတဲ့ PDF တွေကိုတတ်ဖို့ဟေ့ဆိုတော့ဘုတို့ပြီးတော့ကောင်းပါတော့ဟုတ်တယ်မလားအဲ့တော့ဦးဇင်းတို့ကပြန်စဉ်းစားကြည့်တို့တိုင်းပြည်ရဲ့အနာဂတ်နော်တို့ညီငယ်သားမောင်မင်းအကုန်လုံးလာကြအောင်ပါဒီအာဏာရှင်အောက်ကမလွတ်မြောက်ဘူးဟေ့ဆိုရင်ဦးဇင်းတို့ကကိုရီးယားနိုင်ငံမြောက်ကိုရီးယားနိုင်ငံတက်ပါဖြစ်မှာလေစိုးမှာအခုလည်းပါဖြစ်နေရလဲစိုးနေတာနော်ဒါကြောင့်ဦးဇင်းတို့ကလူဖြစ်ခွင့်မရှိဘူးအခွင့်ဆုံးရှုံးနေရတယ်လူဖြစ်ခွင့်ဆုံးရှုံးနေတာလူတွေရမယ်အခွင့်အရေးမှန်တယ်များအားလုံးဆုံးရှုံးနေတာသူတို့အခုဒီနိုင်ငံတွေဦးဇင်းတို့ဥရောပနိုင်ငံတွေအကုန်ရောက်တာပဲနော်သူတို့နိုင်ငံတွေမှာရေးဆိုရင်လူသားတယောက်ရဲ့အခွင့်အရေးတွေအပြည့်အဝမရှိဘူးလားရှိလားဥပဒေစိုးမိုးတဲ့အတွက်ကြောင့်ဥပဒေကကာကွယ်ပေးထားတာလူတွေပြည့်စုံလာတဲ့အခါမှာဘ누구ကထပ်ပြီးကာဝယ်လေးဆိုတော့သူတို့ခွေးလေးတွေကြောင်လေးတွေတိရစ္ဆာန်တွေကစနှိမ့်ဆက်လို့ရလားဘာနဲ့ကာဝယ်လဲဥပဒေနဲ့ right နဲ့ကာဝယ်ပေးထားတယ်နော်အဲ့တိရစ္ဆာန်တစ်ကောင်လေးဆိုပြီးရိုက်လို့ရလားမြန်မာပြည်မှာရောဘုန်းကြီးတွေရောဘုန်းကြီးတွေလည်းရိုက်တာပဲဘုန်းကြီးတွေအရိုက်ခံလို့အသက်ခံရလို့သေးနေတာမရှိဘူးလားယနေ့တည်းဒီထောင်ထဲမှာဘာဖြစ်နေလဲဒီနေ့ကဘုန်းကြီးတွေအစအဲ့တော့ဦးဇင်းတို့ကဘုန်းကြီးတွေကအစတကယ်တမ်းကြတော့သူများနိုင်ငံကခွေးတကောင်ကြောင်ကောင်လောက်တောင်မှ right ရှိလားဒါပေမဲ့ဦးဇင်းတို့ဘုန်းကြီးတွေကအဲ့ဒီ right တွေဆုံးရှုံးနေမှမသိဘူးနော်အဲ့ဒါကြောင့်မလို့အခုဒီဘုန်းကြီးတွေကြီးလိုက်မွေးတွေပွဲတွေလုပ်ပြီးဘာလုပ်နေတော့လဲပျော်လို့ကောင်းနေလို့အမှန်မှအဲ့ဒီကိုဆုံးရှုံးနေတဲ့ right ကိုမသိလို့ဟုတ်တယ်မလားအေးဒါကြောင့်မလို့ဦးဇင်းပြောချင်တာကဦးဇင်းတို့ကိုယ်ရည်ရွယ်ချက်မမေ့နဲ့ဦးဇင်းတို့ကဒီ right တွေပြန်ရဖို့မလုပ်နေကြရလဲစူးစမ်းနေကြတာနော်အဲ့တော့ပြည်ရင်းမာယာကတို့အခုနော်ညီငယ်တွေအရွယ်တူတွေပဲသူ
ဝင်နေကြတာသူတို့ခြေတွေလက်တွေအင်္ဂါတွေဘဝတွေအသက်တွေအားလုံးမလုပ်ထားရတယ်ပြစ်ဆက်ထားတာနော်ဦးဇင်းရေးဆိုရင်အခုအဲ့ဒီတိုက်ပွဲမှာဒဏ်ရာရတဲ့နော်ဦးဇင်းတို့ဒီ PDF တွေနေရာတွေအကုန်ရောက်တာပဲသူတို့ရဲ့စိတ်ချက်ဘယ်လောက်ထိပြင်းထန်လဲနော်ဦးဇင်းတို့မဲဆောက်မှာအဲ့ဒီ PDF တိုက်ပွဲဝင်ရင်သူ့ရဲ့မျက်လုံးဖောက်ပြီးတော့ဝင်သွားတာရန်နေထပ်သွားတာသူ့သေးပြီးမရတော့ဘူးလို့ထင်တာတော့ဒါပေမဲ့ပြန်လေကုသရင်လည်းပြန်ကောင်းလာတော့အမေဆောက်မှာနေတော့ဒါဦးဇင်းတို့လည်းပဲသူ့ကိုကြီးစောင့်ရှောက်ပါလေနော်အဲ့ဒါပြီးတော့သူကအခုမြန်မာပြည်ရဲ့ဘယ်နှကပြောခဲ့တယ်တိုက်ပွဲတွေပြန်ဝင်သွားတယ်ကျန်တဲ့မျက်လုံးတစ်ဖက်နဲ့စက်တိုက်ဝင်အားတယ်လေကျက်သိမ်းထားကြမကောင်းလားလူအတွက်လေတိုင်းပြည်အတွက်ဟုတ်တော့မလားတချို့ခြေတစ်ဖက်မရှိတော့ဘူးခြေသူ့လာတက်နေတာဒီခြေသူ့တက်လို့သူကောင်းသွားရင်အဲ့ဒီတိုက်ပွဲလေးနဲ့ပြန်มาတယ်ပြန်သွားကြတယ်ကုပြီးတာလည်းပြန်သွားပြီးတော့သူတို့ကမှရရင်ချက်မယ်ဒရုန်းနဲ့ပြစ်လို့ရရင်ပြစ်မယ်ရတဲ့နေရာနဲ့တိုက်ပွဲဝင်မယ်ဟေ့ဆိုပြီးတော့သူတို့ဆက်ပြီးတော့မလုပ်နေကြတယ်တိုက်ပွဲဝင်နေကြတာနော်ဒါကိုဦးဇင်းတို့မမေ့ကြဘူးအရင်မကြည့်လားရေးကြည့်လားအရေးကြီးတယ်နော်ဒါကြောင့်မလို့ဦးဇင်းတို့ပြောချင်တာအရာကကိုယ်နိုင်ငံဓမ္မနိုင်ငံဖြစ်ဖို့အတွက်သူတို့တွေကတိုက်ပွဲဝင်နေကြတဲ့အချိန်မှာဦးဇင်းတို့ကဒီကနေပြီးဝိုင်းပြီးတော့ထောက်ဖို့နိုင်ဖို့အရေးမကြီးလားရေးကြီးလားရေးကြီးတယ်ဒါလေးမမေ့ပါနဲ့နော်ငါတို့ဟိုမှာအသက်တွေဆုံးနေကြတယ်သူတို့ကခြေတော့ပြက်သွားတယ်အစားပြန်ထိုးလို့ရလားကောဟုတ်အသက်ဆိုရင်တော့ပူဆိုးတာပေါ့ဟုတ်တယ်မလားအစားပြန်ထိုးလို့မရဘူးဒါတွေကိုသူတို့ဆွန့်လွတ်ထားတာကိုဦးဇင်းတို့ကဒီကနေပြီးနိုင်တယ်မြဦးဇင်းတို့ခြေတာပြီးတော့သုံးမယ်ထောက်ဖို့မယ်နော်ဒါကိုလုပ်ကြပါပြီးခဲ့တဲ့ဒီဖိပူဒီမာရေးဆိုလဲဦးဇင်းတရားဟောတယ်နော်ဟောလို့ရတာဒီမှန်တယ်မြအဲ့ဒီကျမ်းမာရေးစောင့်ရှောက်တယ်ကိုအကုန်လုံးဦးဇင်းပြန်ပြပေးလိုက်တာအခုတရားဟောတွေလိုက်ဟောတယ်အကုန်လုံးထောက်ပံ့ရေးတွေအကုန်လုံးဦးဇင်းလုပ်တာပဲဟောလို့ဆိုအရေးမကြီးဘူးလားရေးကြီးလားမဒီချိန်မှာဖျားတယ်တာចောင်းဆောက်တာတွေအရေးကြီးတာမှမဟုတ်တာမြန်မာပြည်တော့ဖျားပေါ်တာចောင်းပေါ်တာရှိဦးမလားမရှိဘူးနော်ဒါတွေအိုဘာဖြစ်နေအဲ့တော့ဦးဇင်းတို့ကចောင်းဆောက်မှာနဲ့ဓမ္မနိုင်ငံတည်ဆောက်မှာဘာတည်ဆောက်ကြမှာလဲဟေးဒါကြောင့်မလို့ယနေ့မိမိတို့ဒီမှာနော်ဒီပွဲကျင်းပနေတာဟာခေါင်းထဲမှာအမြဲတမ်းမှတ်ပါနော်ငါတို့အာဓမ္မနိုင်ငံကနေပြီးဘာနိုင်ငံဖြစ်အောင်လုပ်တာလဲအဲ့ဒါလေးကိုမမေ့ပါနဲ့နော်အမြဲတမ်းဒီမှာအဖွဲ့တွေအားလုံးချိတ်ဆက်ပါကိုယ်နိုင်နေများကိုဆွမ်းနိုင်နေများကိုထောက်ပံ့ပါနော်အခုအားကြတော့ဦးဇင်းတို့အတွက်ကြီးထောက်ဖို့အားတွေနဲလာတော့တစ်ဖက်မှာလည်းစစ်တိုက်ရတယ်တစ်ဖက်ကလည်းမလုပ်နေကြရတယ်လေအေးအခုရမဝေရှားနေကြရတယ်ဟေ့ဆိုတော့သူတို့တွေရမဝေရှားနေတိုင်းဦးဇင်းတို့ကစိတ်မကောင်းဘူးငါတို့တာဝန်မကြည့်ဘူးလို့စိတ်ထဲမှာခံစားရတယ်ဦးဇင်းတို့တာဝန်ကြည့်ရင်သူတို့ကဘယ်လုပ်ပြီးလုပ်ရမှာလဲအခုဦးဇင်းတို့တာဝန်မကြည့်တော့ဘာလုပ်နေကြရလဲအေးပေါ့ဦးဇင်းတို့ဒီနိုင်ငံမှာတွေ့ကြတယ်ဦးဇင်းတို့တန်းလေးရှိလူတယောက်ကိုဗတ်နေရထည့်ရင်လူတန်းဆိုဘယ်လောက်ဖြစ်လဲတန်းပေါင်း200တွေ့ကြတယ်မှာဟဲ့တန်းပေါင်း200ဒီမှာလူကြီး6တန်းမှမကအဲ့ဒါတွေနဲ့ဒါလာစီဦးဇင်းတို့ထောက်ပံ့နိုင်တယ်လေဆိုဦးဇင်းတို့အခုတိုင်းပြည်ရဘာဖြစ်မှာလဲဓမ္မနိုင်ငံဖြစ်မှာပဲဟုတ်တယ်မလားအခုတော့ဦးဇင်းတို့ကဓမ္မနိုင်ငံဖြစ်သေးဘူးလားတိုက်ပွဲကြီးမပြီးသေးဘူးလားပြောတာဦးဇင်းတို့ကလာစီတယောက်ကိုဘယ်လောက်လူနေကြလဲလို့မေးတော့လူတဲ့လူနဲ့မလူတဲ့လူနဲ့မလူတဲ့လူကညားနေတယ်ပြီးတော့မှကိုကဘာလုပ်ချင်တာလဲရမလားကိုယ်တိုင်ရေတွင်းတူးမှာဘာလုပ်ရမှာအခုကဘာတွေများနေရေမတူးပဲနဲ့အဆင်ပြေပါမပြေဘူးကဘာပေါ်မှာဘယ်နိုင်ငံမျိုးမဆိုအားလုံးရဲ့တက်ညီလက်ညီဟန်ချက်ညီစူးစမ်းကြတယ်ဟုတ်တယ်မလားသူတို့ကအသက်ဆုံးစူးစမ်းနေကြရင်ဦးဇင်းတို့ကဘာအားနဲ့ဖြစ်ရမလဲဝေအားနဲ့ထောက်ဖို့အားနဲ့ဖြစ်ရမယ်ဟုတ်တယ်မလားမိမိတို့ယနေ့တကယ်လုပ်နေကြတဲ့လူတွေအားလုံးမြင်တွေ့နေရတာပဲ